မင်္ဂလာပါဒီနေ့မှာတော့ ILM ကိုကျောင်းလာထပ်ဖို့စိတ်ဝင်စားနေကြတဲ့မြန်မာ students တွေတဲ့ ILM မှာရောက်ရှိပြီးနေပြီဖြစ်တဲ့ကျောင်းသူထူးဝင်းတော်ရာကိုမိခွန်းလေးတွေမေးမြန်းသွားမှာပဲဖြစ်ပါတယ်ထူးကို ILM ကိုဘာကြောင့်ရွေးချယ်ခဲ့တာလဲ Mandy Rose Agency ကိုဘာဖြစ်လို့ရွေးချယ်ခဲ့တာလဲဆိုတာလေးမေးကြည့်လိုက်ရအောင်နော်ထူးရေ ILM ကိုဘာကြောင့်ရွေးချယ်ခဲ့လဲဆိုတာလေးပြောပြပေးပါအောင်နော် အဓိကတော့ Island က English speaking country ဖြစ်တာရယ်education system quality ကောင်းတာရယ်ပေါ့နော်ပြီးတော့ဒီက students life တွေကျတော့ is very comfortable and international experience တွေရရယ် future career ကြလည်း opportunity အများကြီးရှိရုံချလို့ရွေးချယ်ခဲ့ရပါဟုတ်ပါပြီUK Australia Canada တို့လိုရှိတဲ့နိုင်ငံတွေကြားထဲမှာ ILM ကိုရွေးချယ်ပြီးခဲ့တဲ့အကြောင်းလေးကိုလည်းထပ်ပြောပြပါအောင်နော်အဲ့နိုင်ငံတွေလည်းကောင်းပါတယ်ဒါပေမဲ့ Island ကတမိသားဆိုရင် student life နေနဲ့ပို့ပြီးတော့ suitable ဖြစ်တယ်လို့ခံစားရပါတော့နိုင်ငံကလည်း very peaceful ဖြစ်တယ်လူတွေကလည်းအရင်ပေါ်ရယ် education system ကလည်းအရင်ကောင်းတဲ့ထဲမှာပါရပါတော့ပြီးတော့ကျောင်းပြီးနောက်ပိုင်း career opportunity နဲ့ဒီ PR နဲ့ကျောင်းတွေကတခြားနိုင်ငံနဲ့စာရေးပုံမြန်တယ်အဲ့အကြောင်းတွေပဲနောက်ဆုံး Island ကိုရွေးပေးခဲ့ရပါဟုတ်ပါပြီ ILM လာဖို့ agent ရွေးချယ်တဲ့အခါမှာ Mandy Rose Education Agency ကိုရွေးချယ်ပြခဲ့ရတဲ့အကြောင်းလေးကိုလည်းမျှဝေပေးပါအောင်နော်Mandy Rose ကိုရွေးချယ်တဲ့အကြောင်းအရာသူတို့ founders တွေနဲ့ consultation လုပ်တဲ့အခါမှာပေါ့နော်သူတို့ကဒီ Island visa process တွေကိုလွန်ခဲ့တဲ့အနည်း20လောက်တည်းကဆောင်ရွက်လာတဲ့ experience တွေknowledge တွေကိုပြောပြခဲ့ပါတော့ဒီအရာကြားပြီးတဲ့နောက်မှာMandy Rose ကိုရွေးချယ်ပို့ပြီးတော့ confidence ရှိလာခဲ့တယ်နောက်တစ်ချက်ကကျတော့ဒီ students တွေအတွက် Island ရောက်ပြီးနောက်ပိုင်းထိအသေးစိတ်ကူညီ support ပေးကြတော့ရွေးချယ်ခဲ့ရဖြစ်ပါတယ်ထူးအနေနဲ့ ILM ကိုကျောင်းလာတက်မဲ့မြန်မာကျောင်းသူကျောင်းသားတွေအတွက်ဘယ်လို advice တွေပေးချင်ပါလဲIsland လာဖို့စဉ်းစားနေရဆိုရင်တော့ဒီ school နဲ့ visa process အပိုင်းအပြင်ပေါ့Island ရောက်ပြီးနောက်ပိုင်း support ရှိမရှိကိုလည်းသိစေချင်ပါတယ်တမီတော့ Mandy Rose Education က Island ရောက်ပြီးနောက်ပိုင်းထိ support ပေးခဲ့တဲ့အတွက်ပိုစိတ်ချရလို့လည်းခံစားရပါတယ်အထူးသဖြင့် founders ကလည်းဒီမှာ Island မှာနေထိုင်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့် students တွေတက်ပို convenience ဖြစ်တယ်လို့ခံစားရပါတယ်ဒီနေ့2ရဲ့ experience တွေကိုမျှဝေပေးတဲ့အတွက် Mandy Rose Education Agency မှာကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ ILM ကိုကျောင်းလာတက်ဖို့စိတ်ဝင်စားနေတဲ့မြန်မာကျောင်းသူကျောင်းသားတွေအတွက်ဒီဗီဒီယိုလေးကအထောက်အကူပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင် Mandy Rose Education Agency ကို contact လုပ်လို့ပါကpage messenger မှာတော့၎င်း Viber ဖုန်းနံပါတ်0035387 1353 648ကိုဆက်သွယ်နိုင်ပါတယ်ရှင်